ဇလန်ဟာအီတလီနိုင်ငံအယ်ပိုင်းတောင်တန်းပေါ်မှာ MI6 ရဲ့လူဝတ်စစ်စင်ရေးတစ်ခုနဲ့စတင်ပါတယ်။ဒီစစ်စင်ရေးရဲ့အဓိကဇာတ်ကောင်ကတော့ Rachel Stone ဖြစ်ပြီးသူမဟာ MI6 မှာနီးပညာပိုင်းဆိုင်ရာကျွမ်းကျင်သူအဖြစ်အတွေ့အကြုံနုနယ်တဲ့ agent တယောက်အဖြစ်ဟန်ဆောင်ထားတာပါ။သူမနဲ့အတူ agent Parker ရန်နဲ့ကားမောင်းသမား Bailey တို့ပါဝင်ပါတယ်။သူတို့ရဲ့ရည်မှန်းချက်ကတော့ကဘာကျော်လက်နက်မှောင်ကိုသမား Mulvaney ကိုဖမ်းဆီးဖို့ဖြစ်ပါတယ်။စစ်စင်ရေးအတွင်းမှာအခက်အခဲတွေကြုံလာရပြီး Stone ဟာဟိုတယ်တွေကိုကိုယ်တိုင်ဝင်ရောက်ကနီးပညာပိုင်းကို hacker လွတ်ခဲ့ရပါတယ်။ဒါပေမဲ့ MI6 အဖွဲ့ဝင်တွေဟာရန်သူလက်ထက်မှာအဖမ်းခံရလို့နှီးပါဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Rachel Stone ရဲ့တကယ်အထောက်အထားအနှံပေါ်ထွက်လာပါတယ်။သူမဟာတကယ်တော့ MI6 မှာမဟုတ်ဘဲ The Charter လို့ခေါ်တဲ့ကမ္ဘာငြိမ်းချမ်းရေးကိုလှုပ်ဝက်ထိန်သိမ်းပေးနေတဲ့အဖွဲ့အစည်းတစ်ခုရဲ့အထူး agent တယောက်ထင်နေတာပါ။ The Charter နဲ့ The Heart ဆိုတာပါလေ။ The Charter ဆိုတာကမ္ဘာပေါ်မှာအစွမ်းထပ်ပြီးအလုံးအလျှို့ဝတ်ဆုံး agent အဖွဲ့အစည်းတစ်ခုဖြစ်ပြီးဘယ်နိုင်ငံရေးဘယ်အစိုးရရဲ့လက်အောက်မှာမှမရှိပါဘူး။သူတို့မှာ The Heart လို့ခေါ်တဲ့အလုံးအစစ်မင်းနဲ့ super computer တစ်လုံးရှိပါတယ်။ဒီဆက်ဟာကမ္ဘာပေါ်ကဘယ်နည်းပညာစနစ်ကိုမဆိုထိုးဖောက်နိုင်ုံတင်မကပဲအနာဂတ်မှာဘာဖြစ်လာနိုင်လဲဆိုတဲ့ဖြစ်နိုင်ခြေတွေကိုပါတွက်ချက်ပေးနိုင်စွမ်းရှိပါတယ်။ဇလန်ရဲ့အလှည့်ပြောင်းမှာတော့ Stone ရဲ့လွတ်ဖော်ကိုင်ပတ် Parker ဟာ MI6 ကိုတစ္ဆာဖောက်ပြီးခိုးချိုးအချလှုပ်ဆောင်နေသူထိကြောင်းပေါ်လာပါတယ်။သူဟာအိန္ဒိယလူမျိုး hacker မလေး Kia Dhawan နဲ့ပူးပေါင်းပြီး The Heart super computer ကိုခိုးယူဖို့ကြိုးစားခဲ့ပါတယ်။ Parker ဟာအရင်က MI6 ရဲ့စွန့်ပစ်ခြင်းခံရတဲ့နာကျင်ချက်ကြောင့် agent အားလုံးကိုလက်စားချေခြင်းနေတာပါ။ Stone ဟာသူမရဲ့ထက်လူကြီးတွေရဲ့အမိန့်ကိုဖီဆန်ပြီးလူသားဆန်တဲ့စိတ်ဓာတ်နဲ့သူမရဲ့လှုပ်ဖော်ကိုင်ဘက်တွေကိုကယ်တင်ဖို့ကြိုးစားပါတယ်။နောက်ဆုံးမှာတော့ Kia Dhawan ဟာ Parker ရဲ့ရက်စက်တဲ့အစီအစဉ်တွေကိုသိရှိသွားပြီး Stone ဘက်ကနေပြန်လည်ကူညီခဲ့ပါတယ်။သူတို့နှစ်ဦးပူးပေါင်းပြီး Parker ကိုနှိမ်နင်းနိုင်ခဲ့တာ The Heart ကိုလည်းပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဇလန်အဆုံးမှာတော့ Rachel Stone ဟာ The Charter မှာပြန်လည်တာဝန်ထမ်းဆောင်ပြီး Kia Dhawan ကိုလည်းသူမရဲ့အသင်းတစ်ထဲမှာခေါ်ယူခဲ့ပါတယ်။သူတို့စစ်ပစ္စည်းတွေရဲ့ဆုံးဖြတ်ချက်ထက်လူသားတွေရဲ့စိတ်နှလုံးကိုပိုမိုဦးစားပေးတဲ့စစ်စင်ရေးတွေကိုစတင်ခဲ့ကြပါတယ်ဒီဇာတ်ကားလေးတွေကိုနောက်ထောင်ဖို့အတွက် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဘလို့ဇာတ်ကားမျိုးကို recap လုပ်ပေးရမယ်လဲဆိုတာ comment မှာရေးခဲ့အောင်ညအားလုံးကိုကျေးဇူးတင်ပါတယ်